Sali asine naya sinamai ne dwe tong lo ya la te la so yin le a phie ya 2 မျိုးထွက်တယ်2မျိုးတဲ့တယ်လို့ပြောလို့ရတယ်လို့မတည့်ဘူးလေပြောလို့ရတယ်ဘလို့ကြောင့်ဘလို့လဲဆိုတာတေချာလေးပြောပြမယ်เนาะဆိုတော့မိထိုင်ပြီးကုန်လေးဖြေးမယ်အတန်မကြားရဘူးတဲ့ဟိုဟာဒါမဲ့ဒီဗီဒီယိုလေးဝင်ကြည့်လိုက်တော့အတန်ကြားတော့ကြားရတယ်အဲ့ဆိုတော့ကြားရတယ်ပဲဆိုပါတော့เนาะဟိုညီမလေးဖုန်းအတန်နည်းနည်းတိုးနေရဖြစ်မယ်နည်းနည်းလေးချဲကြည့်လိုက်ဒါမှမဟုတ်ဟုတ်တယ်အခုနောက်ပိုင်းအတန်တိုးချင်တယ်တိုးနိုင်တယ်မိုက်ကနည်းနည်းလေးခိုင်းကြရင်နည်းနည်းထဖောက်တယ်ပေါ့နော်မိုက်ကလေးအားကြောင့်เนาะဆိုတော့ဒီမှာcombination skin နဲ့မြှင့်ခွင့်ရှိရေပေါ့နော်ဒီခြားလေးဖတ်မယ်နော် combination skin ဝက်ချန်တစ်ခါတလေတစ်လုံးနှလုံးပဲထွက်တယ်ဝက်ချန်အမှားရွေးရှိတယ်နော်တိုနာစင်ပဲသုံးတယ်ရတယ်အမ်ပိုးက1004ဘာရောင်လဲတော့မရေးထားဘူးပေါ့နော် AZ1C ပဲရရဲ Moisturizer Pro က Repair Cream Sun Cream က Aspa ပန်းရောင်Aspa ပန်းရောင်ချင်းတူတယ်နော်တိုနာပြောင်းသုံးချင်တာတိုနာကជីက Grey Matte လေးမကောပြူဝတိုနာသုံးလို့ရလားဖြည့်ပြီးပါတယ်မတက်မှာဆိုလို့တဲ့အခုသုံးနေတဲ့ပစ္စည်းတွေနဲ့ Grey Matte လေးက Matte ကောပြူဝတိုနာနဲ့အချင်းချင်းကြည့်မယ်ဆိုရင်တဲ့တယ်နော်ကိုမျက်နှာနဲ့တဲ့ဖို့ပဲလို့လားကိုမျက်နှာနဲ့ဆိုရင်အဲ့မကောကပေါ့နော်ဆိုင်မှာဆိုရင်ဒါလူအယောက်100မှာ69ယောက်တဲ့ပစ္စည်းအဲ့တော့စမ်းသုံးမယ်ဆိုရင်သုံးကြည့်ပြီးတော့အဲ့ဒီ Grey Matte လေးမကောကအခုနောက်ပိုင်းsample လေးလေသေးလေးလာလေနော်သေးလေးထွက်နေပြီဆိုတော့သေးလေးတွေဝယ်ပြီးတော့အရင်သုံးကြည့်တဲ့တယ်ဆိုရင်စသုံးမတည့်ဘူးဆိုလို့ရှိရင်စမသုံးနဲ့ပေါ့နော်အဲ့တော့အချင်းချင်းဆိုရင်တော့တဲ့တယ်ဆိုတော့စမ်းသုံးကြည့်လိုက်ဘူးသေးလေးဝယ်ပြီးစမ်းသုံးကြည့်လိုက်နော်ကောင်းနေအခုသုံးနေရလေးလည်းအဆင်ပြေရနော်ဒါပေမဲ့cleansing water တော့မပြောထားဘူးမေ့သွားတာဖြစ်မယ်နော်မေ့သွားတာဖြစ်မယ်ဆိုတော့ဒါအသက်လေးအမြဲတမ်းပြီးရကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့လိုရနေအဲ့အကောင့်လေးကိုဒီမှာလို့ရှိရင်စားလဲအဆင်နဲ့နိုင်စလမိုက်တဲ့လားတွဲသုံးနေလို့တဲ့တချို့ပြောတာမတည့်ဘူးပြောလို့တဲ့လာမယ်နော်မျက်နှာသစ်စီမှာစားလဲအဆစ်ပါတယ်ကိုသုံးတဲ့စီရန်တိုနာဘလာအဲ့ဒီမှာနိုင်ရစနမိုက်ပါတယ်အဲ့လိုသုံးရင်တဲ့တယ်ကိုယ်တိုင်လည်းအမြဲတမ်းအဲ့လိုသုံးတယ်မျက်နှာသစ်စီမှာစားလဲအဆစ်ပါတယ်စီရန်မှာဆိုနိုင်ရစနမိုက်ပါတယ်ခိုင်ကြလည်းမပါရပါရှိရည်เนาะအဲ့တော့မျက်နှာသစ်စီကစားလဲအဆစ်ကိုသုံးတဲ့စီရန်တွေတခြားဟာရနိုင်ရစနမိုက်ဆိုရင်တဲ့တယ်ဘာဖြစ်ဘူးသုံးစိတ်ချလက်ချသုံးအမှလာပြီကိုသုံးတဲ့တိုနာမှာစားလဲအဆစ်ပါတယ်ကိုသုံးတဲ့စီရန်မှာနိုင်ရစနမိုက်ပါတယ်ဆိုရင်တော့မသုံးတာဘူးကောင်းတယ်เนาะသူတို့နှစ်ခုလုံးကတကယ်တော့တစ်ခုချင်းစီဆိုအရန်ကောင်းတယ်ဒါပေမဲ့အဲ့လိုနှစ်ခုကိုလေရေဆေးချတာမဟုတ်ဘဲနဲ့တွဲပြီးသုံးမယ်ဆိုရင်အသားပိုချောက်တတ်တယ်အများအားသုံးရင် skin barrier တွေပါထိနိုင်တယ်เนาะနှစ်ခုလုံးကပြင်းတဲ့အရာတွေဆိုတော့လေကိုကငကိုရီးကအသားချောက်ချင်တဲ့လူဆိုလို့ရှိရင်သွားပြီပိုဆိုးရယ်เนาะပိုဆိုးပြီးတော့သုံးမယ်ဆိုရင်အဆင်မပြေတော့ဘူးပေါ့เนาะအဲ့လိုမျိုးဖြစ်တတ်တယ်အားကြောင့်သုံးမယ်ဆိုလို့ရှိရင်ပေါ့เนาะနည်းနည်းလေးချင့်ချိန်ပေါ့နော်မျက်နှာသစ်စီးနဲ့တခြား skin care ဆိုရင်ရတယ်တကယ်လို့ကို့မှာကဆာလဲအစစ်ကောနိုင်စနေမှာကနှစ်ခုလုံးရှိနေတယ်မျက်နှာသစ်စီးမဟုတ်ဘူးတွဲလိမ့်တဲ့ဟာမျိုးနော်တွဲလိမ့်တဲ့ဟာမျိုးဆိုလို့ရှိရင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့မနှမ်းညခွဲမခွဲလို့ရှိရင်ဒီနေ့ထားတော့ရင်နောက်နေ့ဟိုဟာတော့နောက်နေ့ဒီဟာတော့ဟိုဟာတော့အဲ့လိုခွဲပြီးတော့နော်အဲ့လိုလေးသုံးလို့ရှိရင်ပို့ပြီးတော့အဆင်ပြေရနော်โอเคအဲ့ဆိုရင်စမယ်အရှိမလူမလာလေးကို easy ဆက်ပြောလို့ရသေးရနော်ပြောTuta Pro Repair ခွင့်နဲ့စမ်းပိုင်ပြီး BHC ပန်တဲ့လာတဲ့တယ်ဘာမှဖြစ်ဘူးเนาะ Tuta Pro Repair ခွင့်ကလေဘယ်လိုတရဝလာတဲ့တယ်ဘယ်လို skin care ဖြစ်ကုန်တဲ့เนาะပြီးရင်ဗာလဲဒေါက်တာကြီးရဲ့ Red Blemish Toner နဲ့ Moisture Price တဲ့ဆိုတော့လေ toner တော့လောဆယ်ကုန်နေရ Moisture က92,500เนาะဈေးပါမီလို့လေနော်လွေရာကြီးသုံးလို့အဆင်ပြေတာဝက်ချက်ပေါင်းနေလို့တဲ့3မျိုးပေါင်းဘယ်လောက်ရှိလဲတဲ့ဒီပေါင်း3မျိုးပေါင်းဆိုတော့တိုနာရယ်မွိုင်ချာရယ်နို့ရည်ရယ်တိုနာရယ်မွိုင်ချာရယ်ဆိုတော်ပြီလေနို့ရည်တွေပါမသုံးနဲ့ပေါ့နော်တိုနာသုံးမယ်မွိုင်ချာသုံးမယ်ပြင်ဆန်းခွင့်လေးပါထပ်သုံးတော်ပြီနော်နို့ရည်မသုံးနဲ့လောလောဆယ်ကကြတော့မွိုင်ချာပဲရှိရယ်မွိုင်ချာ92,500တခြားအဆင်ပြေမဲ့တိုနာလေးတွဲပြီးတယ်တခြားအဆင်ပြေမဲ့တိုနာကြီးလည်းအများကြီးရှိရယ်နော်အားကြောင့်အဆင်ပြေဥခါလေးတွဲပေးပါရဲ့နော်ပြပါလို့ရှိရင်နောက်ထပ်အရှိမေးထားတာရှိတယ်အဲ့ဒါကိုကြတော့နောက်ထပ်ဗီဒီယိုနဲ့ထပ်လုပ်ပေးမယ်ဗီဒီယိုတစ်ပုဒ်ကိုနည်းနည်းတူတုတ်နေပဲပေါ့နော်လိုရင်းရောက်တာလေးတွေပဲတစ်ချက်ပြောမယ်ပေါ့နော်ပြီးတော့ဘာလုပ်ရင်ကောင်းမလဲဆိုတော့
Okay ကျူတာဘရိုတဲ့အစီပြန်တဲ့ skin care set ပြပေးပါတဲ့။ဩဘယ်ကဝိုင်းလဲမသိမိကွာတွေ့လိုက်ပြီးတော့ကျူတာဘရိုအစီပြန်တဲ့ skin care set ပြပေးပါဈေးနှုန်းလေးပါပြောပေးပါဆိုတော့ကျူတာဘရိုကဆက်လိုက်ကမရှိဘူးဖြစ်နေရဲ့။ရောက်ရင်ပြပေးမယ်နော်။ဟွာပေါ့အစီပြန်တဲ့သူဆိုရင် hydrator သုံးသူ့မှာ moisture နှစ်ခုရှိရယ် repair ရယ် hydrator ရယ်လေအစီပြန်တဲ့သူဆို hydrator သုံးအသား6တဲ့သူဆိုရင် repair သုံးအဲ့လိုမျိုးလေးသုံးပေးပါနော်။ဆိုတော့ဒါတော့ပါပဲဟိုတိတ်အများကြီးထူးကြီးလည်းပြောတော့ဘူးလीနော်ပြီးလို့ရှိရင်ခဏကြီးနော်ဒါပဲပေါ့ဟိုမေးLivia lotion review လေးတဲ့ပြောပေးပါလားတဲ့ဆိုတော့ Livia အကြောင်းကပြောထားတာတော့ရှိရတိလားဘယ်လိုပြောရမလဲ review လေးပြောပဲအဲ့လိုမျိုးဆိုမပြောတတ်တော့ Livia အများကြီးပဲဥမာပေါ့နော် Livia ရဲ့ဘာ review ပေါ့နော်အမဟို review ရဲ့လို့တော့မဟုတ်ဘူးနော် Livia သုံးပြီးတဲ့သူတွေကလေ Livia ပဲဆက်သုံးတာများတယ်တဲ့အမလာပြောတယ်နဲ့ငါတို့ကဘာပဲဖြစ်ဖြစ် Livia မှ Livia ပဲတဲ့အဲ့လိုမျိုးပြောရရှိကွာအဲ့လိုအခုနောက်ပိုင်း Vaseline ကကောင်းတယ်မကောင်းတော့မဟုတ်မဲ့လက်မွေးရှိရဲဆိုပြီးတော့နာမည်ကြီးနေလေနော်အဲ့တော့စဉ်းစားတာပေါ့Nivea ဆိုရင်ရှိနိုင်လားပေါ့Nivea ကတော့လက်ဝေးရှိရဲပိုင်းဘာမှမကြောက်ဘူးအဲ့တော့ Nivea သုံးမယ်ဆိုလဲသုံးကြည့်ပေါ့နော်Nivea ရဲ့အဓိကအားသာချက်က moisture နိုင်ဖြည့်ပေးတယ်အသားကြီးဆိုတယ်ပြီးရင်ဟိုမဖြစ်ဘူးအဲ့လိုလက်မွေးရှိရဲဆိုရဲအတန်မကြရဘူးပေါ့နော်နှမို့ဆိုလို့ရင်ဟိုလက်မွေးကရှည်လာရင်တော့အမဲရောင်ဆိုတော့လေဟိုမသိရင်ကိုကပဲအသားညစ်နေတယ်လို့အသားမဲနေတယ်လို့အဲ့လိုမျိုးဖြစ်စီတယ်လीเนาะအဲ့တော့သုံးမယ်ဆိုရင်တော့သုံးကြည့်เนาะလုံးဝအဆိုတက်ကိုရှည်လေဖြစ်ပြီးအဆိုတက်ကို share ဖြစ်ပြီးเนาะဆိုတော့ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ဒီချိန်နိုင်ရှင် comment မှာဖြည့်ခဲ့လို့ရပါတယ်အဲ့ပါ sorry မေးခဲ့လို့ရပါတယ်เนาะဖြည့်ပေးပါမယ်နောက်ထပ်ဗီဒီယိုနဲ့ပြန်လည်ဆိုသေးပါမယ်တတား